အားလုံးကိုမင်္ဂလာပါကျမကတော့ယူမချက်ဖြစ်ပါတယ်ဒီနေ့မှာကျမ item analysis ကိုလုပ်ပြတော့မှာဖြစ်ပါတယ်ပထမဆုံးကျမအခုဇာတ်ကွဲတွေကိုဆွဲထားတယ်ပြီးလို့ရှိရင် difficulty index နဲ့ discrimination index ကိုတစ်ခါတည်းဆွဲထားတာဖြစ်ပါတယ်အခုဒီဇာတ်ကွဲတွေကိုကျမတို့ select ယူမှာဖြစ်ပါတယ်ကျမတို့ select ယူပြီးတာနဲ့အပေါင်းကိုသွားနှိပ်မယ်ပြီးကျမတို့ page ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ page ကိုနှိပ်လိုက်မယ်ဖြစ်တယ်အဲဒါဆိုလို့ရှိရင်ကျမတို့ခုနကယူထားတဲ့ copy ဟာဆိုလို့ရှိရင်ပြန်ကျတော့ဖြစ်ပါတယ်အခုကျမတို့ဇာတ်ကွဲဆိုလို့ရှိရင်ကျင်းတဲ့အတွက်ကြောင့်ကျမတို့ချက်မှာဖြစ်ပါတယ်ကျမတို့ဇာတ်ကွဲတစ်ခုစီကိုနည်းနည်းပြန်ချက်မယ်ပြီးရနဲ့ကျမတို့ score ကိုကြီးစင်းငယ်လိုက်ဖြစ်အောင်ကျမတို့ပြန်စီမှာဖြစ်တဲ့အတွက်ကြောင့် select ယူလိုက်မယ် score ကနေ question 3ကိုကျမတို့ select ယူလိုက်မှာဖြစ်ပါတယ်ပြီးရင်ကျမတို့ sort and filter ကိုသွားမယ်ပြီးလို့ရှိရင် sort largest to smallest ကိုကျမတို့သွားနေမှာဖြစ်ပါတယ်ပြီးကျမတို့အခုဆိုတော့ဆိုရှင်ကြီးစင်းငယ်လိုက်ကျမတို့ရဲ့ score number ဆိုလို့ရှိရင်ကြီးစင်းငယ်လိုက်ဖြစ်လာပါပြီဒီရနဲ့ကျမတို့ difficulty index ကိုရှာမှာဖြစ်ပါတယ်ကျမတို့ equal ချမယ်ပြီးလို့ရှိရင်မှန်တဲ့ကြောင်းသားဆိုလို့ရှိရင်14ရောက်ရှိတဲ့အတွက်ကြောင့်ကျမတို့14အစားကြောင်းသားဥယျာဉ်စုစုပေါင်းကျတော့25ရောက်ရှိတဲ့အတွက်ကြောင့်ကျမတို့25နဲ့စားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ enter ခေါက်လိုက်မှာဖြစ်ပါတယ်အဲ့ဒါနဲ့ကျမတို့လွှတ်ချင်တဲ့ပြန်လို့ရှိရင်ထွက်သွားမှာဖြစ်ပါတယ်ကျမတို့ question 1အဖြေကထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ခုကျမတို့ question 2ကိုသွားမှာဖြစ်ပါတယ်ကျမတို့ equal ကိုအရင်ချလိုက်မယ်မှန်တဲ့ကြောင်းသားဥယျာဉ်က73ရောက်ပဲရှိတဲ့အတွက်ကြောင့်73ကိုချလိုက်မယ်ပြီးတာနဲ့အစား25ပြီးတာနဲ့ကျမတို့ enter ခေါက်လိုက်မှာဖြစ်ပါတယ်ကျမတို့အဖြေကထပ်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့ question 3ကိုသွားမယ်ပြီးလို့ရှိရင်ကျမတို့ equal ကိုချလိုက်မယ်ပြီးတာနဲ့14မနေ့ကျတော့14ရှိတဲ့အတွက်ကြောင့်ကျမတို့25နဲ့စားမယ်ပြီးလို့ရှိရင် enter ခေါက်လိုက်မှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့အဖြေဆိုရှိထွက်သွားမှာဖြစ်ပါတယ်အခုကျမတို့အဖြေထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့အဖြေကို difficulty index နဲ့သွားတိုင်းကြည့်မှာဖြစ်ပါတယ်နံပါတ် question 1မှာဆိုလို့ရှိရင် 0.56 ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ difficulty index မှာကြည့်မယ်ဆိုလို့ရှိရင် 0.36 to 0.55 မှာရှိတဲ့အတွက်ကြောင့်ကျမတို့ retain လို့ရေးမှာဖြစ်ပါတယ်နောက်တစ်ခုမှဆိုလို့ရှိရင် 0.52 ဆိုတော့ကျမတို့ retain လို့ပဲရေးမှာဖြစ်ပါတယ်နောက်တစ်ခုမှဆိုလို့ရှိရင် question 3မှာဆိုလို့ရှိရင်လည်းကျမတို့ retain လို့ပဲရေးမှာဖြစ်ပါတယ်ပြီးရတဲ့ကျမတို့ discrimination index ကိုသွားမှာဖြစ်ပါတယ်မသွားခင်မှာကျမတို့ discrimination index ကိုမသွားခင်မှာကျမတို့ scroll မှာဆိုလို့ရှိရင်အပေါ်9ရောက်အောက်9ရောက်ကိုကျမတို့အရောက်ချက်မှာဖြစ်ပါတယ်အဝါရောင်နဲ့ချက်မှာဖြစ်ပါတယ်အဝါရောင်နဲ့ပဲချက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့အခုကျမတို့ question 1မှာဆိုလို့ရှိရင်နံပါတ်9ရောက်မှန်တဲ့သူကို9ပြည့်တဲ့အထိကျမတို့ယူမှာဖြစ်ပါတယ်အရောင်ကိုအနီရောင်နဲ့ကျမတို့ဆွဲမှာဖြစ်ပါတယ်ဒီနံပါတ်9အထိရောက်ကျမတို့ယူမှာဖြစ်ပါတယ်
ပြီးလို့ရှိရင်အောက်မှာဆိုလို့ရှိရင်လည်းကျမတို့9ယောက်ပဲယူမှာဖြစ်ပါတယ်မော်ရတူကတော့2ယောက်ပဲရှိမှာဖြစ်ပါတယ်ပြီးတာနဲ့ကျမတို့ question 2မှာဆိုလို့ရှိရင်ကျမတို့အယောက်ကိုအစိမ်းအောင်နဲ့ယူမှာဖြစ်ပါတယ်ကျမတို့9ပြည့်တဲ့အထိယူမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့9ပြည့်တဲ့အထိဆိုလို့ရှိရင်4ယောက်ပဲရှိမှာဖြစ်ပါတယ်အောက်ပိုင်းမှာဆိုလို့ရှိရင်ကျမတို့1ယောက်ပဲရှိမှာဖြစ်ပါတယ် question 3မှာဆိုလို့ရှိရင်ကျမတို့အယောက်ကိုအပြာရောင်ထားမှာဖြစ်ပါတယ်စုစုပေါင်း4ယောက်ရှိမှာဖြစ်ပါတယ်5ယောက်ရှိမှာဖြစ်ပါတယ်အောက်ပိုင်းမှာဆိုလို့ရှိရင်5ယောက်ပဲဖြစ်ပါတယ်ပြီးရတဲ့ကျမတို့အခု discrimination index ကိုတွားကြည့်မှာဖြစ်ပါတယ်ဆိုကျမတို့ equal ချက်မှာဖြစ်ပါတယ်ပြီးရတဲ့ SUM စံကိုလိုက်မယ်ပြီးရတဲ့ခွေးစားကိုခွင့်မယ်ပြီးရတဲ့ကျမတို့ခု9ယောက်ထဲမှာဆိုရှင်မော်တဲ့သူက9ယောက်ပဲရှိတဲ့အတွက်ကြောင့်9အစား9ကျမတို့စားမှာဖြစ်ပါတယ်ပြီးခွေပိတ်ပြီးတော့အနောက် SUM စံကိုပြန်နေမယ်ပြီးလို့ရှိရင်ခွင့်ဖွင့်မယ်ပြီးလို့ရှိရင်ကျမတို့အောက်ပိုင်းမှာဆိုရှင်2ယောက်ပဲမော်တဲ့အတွက်ကြောင့်2အစား9ကိုနှိပ်ပြီးတော့ခွေပိတ်မှာဖြစ်ပါတယ်ပြီးရတဲ့ကျမတို့အထက်ခေါက်မှာဖြစ်ပါတယ် question 2မှာဆိုလို့ရှိရင်လည်းကျမတို့အရင်ဆုံး equal ဆက်မှာဖြစ်ပါတယ်ပြီး SUM စံကိုနိုင်မယ်ပြီးလို့ရှိရင်ခွင့်ဖွင့်မယ်ပြီးလို့ရှိရင် question 2မှာဆိုလို့ရှိရင်9ယောက်မှာ4ယောက်ပဲမှန်တဲ့အတွက်ကြောင့်ကျမတို့4အစား9ကိုနှိပ်ပြီးတော့ခွေပိတ်မယ်ပြီးအနောက် SUM စံကိုနှိပ်မယ်ပြီးတာနဲ့အောက်ပိုင်းမှာဆိုရှင်1ယောက်ပဲမှန်တဲ့အတွက်ကြောင့်1အစား9ကိုနှိပ်ပြီးတော့ခွေပိတ်ပြီးအောက်ထပ်ခေါက်လိုက်မှာဖြစ်ပါတယ်9ခွေပိတ်ပြီးတော့အောက်ထပ်ခွေပိတ်မယ်ပြီးအထက်ခေါက်မှာဖြစ်ပါတယ်နောက်ဆုံး question 3မှာဆိုလို့ရှိရင်ကျမတို့ equal ချက်မယ် SUM စံရေးပြီးတော့ခွင့်ဖွင့်မယ်ပြီးရတဲ့ကျမတို့9ယောက်မှတဲ့အတွက်ကြောင့်9ယောက်မှ9ယောက်မှတဲ့အတွက်ကြောင့်9နဲ့စားမယ်ပြီးရင်ကျမတို့ခွင့်ပိတ်မယ်ပြီးရင်အနောက် SUM စံပြန်ရေးမယ်ပြီးလို့ရှိရင်9ယောက်မှတဲ့အတွက်ကြောင့်9အစား9ရေးမယ်ပြီးတာနဲ့ခွင့်ပိတ်မယ်ပြီးအောက်ထပ်ခေါက်မှာဖြစ်ပါတယ်အခုကျမတို့လိုချင်တဲ့ဖြေဆိုလို့ရှိရင်ထွက်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့ discrimination index ကို index နဲ့ကျမတို့တိုင်ကြည့်မှာဖြစ်ပါတယ်အခုကျမတို့ 0.42 ကိုကျမတို့ရှာမယ်ဆိုလို့ရှိရင်ကျမတို့ discrimination အပေါ်ဆုံးဖြစ်တဲ့ very good ကိုကျမတို့ရေးရမှာဖြစ်ပါတယ်very good နှစ်ခုတူတဲ့အတွက်ကြောင့်ကျမတို့နှစ်ခုစလုံး question 1နဲ့ question 2ပါဆိုရှင်အဖြစ်တူတူပဲဖြစ်တဲ့အတွက်ကြောင့်ကျမတို့ very good ပဲရေးမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုမှဆိုလို့ရှိရင်0ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ poor and reject လို့ရေးမှာဖြစ်ပါတယ်ဒီနေ့ကျမရှာပြသွားပေးမယ် item analysis ကတော့ဒီလောက်ပဲဖြစ်ပါတယ်